ကိုသိန်းဆက်သိန်းဝန်းကျင်မှာတက္ကနိုရဲ့အရွေးချက်တင်တော့ဖုန်းနှလုံးဈေးလည်းအများကြီးမသုံးယူဘူးကိုသိန်းလောက်ပဲသုံးယူနေတယ်နော်တက္ကနိုရဲ့ Camon 40 series လေးရှိဒီကောင်လေးရဆိုရင်ကင်မရာ Sony ကင်မရာသုံးတာတော့လုံးဝတပ်ပုံမှာတရားစုလို့တော့ပြောလို့ရ Camon 40 လေးရှိမယ်ရေဆိုကန်စနစ်လည်းပါရတဲ့မိတ်ဆွေအနေနဲ့ရေထဲတွေပါလေဒါတစ်ခါလေးတို့ကြတော့အစီနောက်တစ်လုံးကတော့တက္ကနိုရဲ့ Camon 40 Pro 5ဒီကောင်ကဆိုလို့ရှိရင်ကင်မရာဆိုရင်လည်းခုနကောင်လိုပဲ Sony ကင်မရာလေးကိုသုံးမိရတယ်ပြောချင်ဂိမ်းဆောက်မဲ့သူအတွက်ဆိုရင်လည်းဒီကောင် Dimensity 9300 Edimate ကိုသုံးမိရတယ်ဂိမ်းဆိုရင်လည်း smooth ဖြစ်ဖြစ်နဲ့ဆော့လို့ရတယ်အဲ့ဒါအပြင်မှာမိတ်ဆွေကရေထဲမှာတပ်ပွင့်နေတာဝါသနာပါတယ်ဆိုတော့ဒီကောင်လေးကိုလည်းရေထဲကိုအတူခေါ်သွားလို့ရတယ် IME rating အနေနဲ့68 69တောင်ပါရတယ်Camon 40ရဆိုရင် Rai 256ကိုမှာ6သိန်းCamon 40 Pro 5G ဆိုရင်တော့ Rai 256ဆိုရင်17သိန်းခွဲ Rai 256ဆိုရင်တော့73သိန်းနဲ့ရမယ်ဒါလေးကိုဝယ်ရနေဆိုရင်တော့ကျွန်တော်တို့ရဲ့ level မျိုးနဲ့ရိတ်တာမှတ်တိုင်း CV ကန်ရှင်းမှာရှိတဲ့ဒီမိုဘိုင်းမှာခုပဲနေတော့လာဝယ်လိုက်တော့နော်